အခုတို့ကံတွေလုံးမိသွားပြီဆိုလို့ရှိရင်ကံကလွတ်ရလွတ်ချောင်းဆိုတာကံတရားတွေကနေမကောင်းတဲ့ကံတွေလွတ်ဖို့နီလန်းမရှိဘူးလားဆိုရှိပါလေမြတ်စွာဘုရားကဟောတယ်ဒီကံတွေကဒီအကုသိုလ်ဆိုတာမလုပ်ကောင်းဘူးမလုပ်သင့်ဘူးလုပ်ရင်ဆင်းရဲဒုက္ခအကျိုးတွေကိုပေးတယ်ဟောဘုရားဒီလိုဟောမကောင်းမှုကံဆိုတာမကောင်းမှုဆိုတာသိပြီးသည့်အတွက်ကြောင့်မကောင်းမှုလုံးမိတဲ့ပုဂ္ဂိုလ်တယောက်ဒီစဉ်းစားရမှာငါမကောင်းမှုတော့လုံးမိပြီလုံးမိပြီးသားကိုပြန်တွေးပြီးတော့စိတ်လေးနေလို့ရှိရင်လည်းပဲဒါပဲဖြတ်လို့ပြုပြင်လို့ရတော့တဲ့အရာမဟုတ်ဘူးအဲ့တော့လုံးမိပြီးသားတော့ရှိစေတော့နောင်မှမလုပ်ဘူးကောင်းတာတွေကြီးလုပ်မယ်ဟောဒီနီးဒါကတကယ်စစ်မှန်တဲ့ကံကလွတ်မြောက်တဲ့နီးပဲဒီလိုပဲရှိတယ်နော်မှန်ပါဗျာဒါကြောင့်မို့လို့ဒီဩကာသနဲ့ကြော့တယ်ဆိုတာလေအဲ့ဒီအတိတ်ပဲတကစုံတစ်ခုပြမမိတ်ထားလို့ရှိရင်တောင်းပန်ပြီးတော့နောင်ကရှောင်ကျင်ပါတယ်ဆိုတာလာရမယ်တဲ့ရှောင်ကျင်ဖို့ကောင်းတာတွေလုပ်ဖို့ရှောင်ကျင်ပြီးတော့ကောင်းတာတွေလုပ်တော့မယ်ဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဒီကောင်းကျိုးချမ်းသာတွေဧကံရပြီးထိုကံကလွတ်မြောက်တော့မှတည်ကြတယ်